ကြိုတောက်ထားခြင်းအပြင်ကလေးရဖို့အတွက် chance တွေအများကြီးရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေများစွာရှိတဲ့အတွက်ကြောင့် vitamin E ကိုဆရာမတို့ဒီ couples တွေရောမျိုးသမီးတို့ရောတောက်သုံးသင့်တယ်လို့ဆရာမအကြံပေးလိုပါတယ်ဗိုက်တာမင် E ကဒါဆိုလို့ရှိရင်ဆရာမဘယ်လောက်တောက်ရမလဲအများကြီးတောက်ရမှာလားဆိုလို့ရှိရင်သူ့မှာ upper limit ရှိတယ် upper limit ကကြတော့ဒီ16နှစ်အထက်ဆိုလို့ရှိရင်1000 microgram နဲ့မကျော်သင့်ဘူးပေါ့နော်ဆိုတော့ဆရာမတို့အခုဒီဈေးကွက်မှာတွေ့နေရတဲ့ဆေးတွေကကြတော့200 400ဒီလိုပဲရှိတဲ့ခါကြတော့ဆရာမတို့ upper limit ကျော်ပြီးတော့ဗိုက်တာမင် E ရဲ့ side effect တွေ toxicity တွေရှိမှမျိုးတွေကိုမပူရပါဘူးလို့ဆရာမကပြောလို့ပါတယ်ဒီအတွက်ကြောင့်ဆရာမတို့ဈေးကွက်မှာတွေ့နေရတဲ့ဆေးမျိုးစားတွေကိုစိတ်ချလက်ချနဲ့ဒီ200 microgram ပေါ့နော်200 microgram 400 microgram ဆေးတွေကိုစိတ်ချစွာတောက်သုံးလို့ရပါတယ်လို့ toxicity က1000ကျော်မှပဲသူ့ရဲ့ toxicity ကိုပြတာဖြစ်ပါတယ်